အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘောလုံးသတင်းများ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရခင်ဗျဟုတ်ကဲ့ပါဒီနေ့ညမြန်မာစံတော်ချိန်မနေ့တနင်္ဂနွေခွဲမှကန်သွားတဲ့ကမ္ဘာဖလားဘူလူပွဲအကြောင်းလေးပြောချင်လို့ပါနော်ဟုတ်ကဲ့ပါအာဂျီရီးနားနဲ့စပိန်ပေါ့နော်ညကန်သွားတယ်စပိန်အသင်းကထိုက်တန်တန်နဲ့ပဲတကူကိုမရှိဆိုရရလက်နဲ့အာဂျီရီးနားအသင်းကိုနိုင်ရရှိပြီးတော့ကမ္ဘာဖလားကိုရရှိသွားပြီးတော့နော်ဟုတ်ကဲ့ပါပွဲအကြောင်းကတော့ထူထူဘာမှပြောစရာမရှိတဲ့ကျွန်တော်လိုရင်းတို့ရှင်းလေးပဲပြောပြပေးလိုက်ပါမယ်ဗျာနော်။ဘာဖြစ်လို့လဲဆိုတော့ပွဲကြောင့်ထွေထူးဘာမှပြောစရာမရှိဘူး။စပိန်ကရိုဒီဦးဆောင်တဲ့စပိန်ကွင်းလျာအာဂျီနာကိုလုံးဝလှုပ်လို့မရအောင်ထိန်းချုပ်ထားတယ်။စပိန်အသင်းကအာဂျီနာအသင်းကိုလုံးဝခွင့်မပေးဘူး။ပွဲကိုသူစိုးမိုးထားတယ်။ပွဲစဉ်အစကနေအဆုံးထိသူတို့ပွဲကိုထိန်းချုပ်ထားတယ်။အာဂျီနာအသင်းကလုံးဝခွင့်မရဘူး။ပွဲစဉ်အစနဲ့အဆုံးထိအာဂျီနာအသင်းကဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်မှမရခဲ့ဘူး။ဂိုးပေါက်ကန်သွင်းချက်2ချိန်ပဲရှိခဲ့တယ်။ဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်မှမရခဲ့ဘူး။အဲ့လောက်ထိကိုစပိန်အသင်းကထိန်းချုပ်ထားတယ်။စပိန်အသင်းကပွဲကိုထိန်းချုပ်ထားခဲ့တယ်နော်။အဲ့တော့ပြန်ပြောရလို့ရှိရင်ပွဲချိန်မိနစ်90ပြည့်ကန်ဒီမှာအာဂျီနာအသင်းကအနီကန်နဲ့တယောက်ထုတ်ခံရတယ်။နီကနဲ့တယောက်ထုတ်ခံတယ်ဒီအနီကလည်းနှွာတနီနဲ့ပေါ့နော်ဒီဆန်ရိုပေါ့မာတီနက်ပေါ့အထုတ်ခံရတယ်အဲ့လိုထုတ်ခံတဲ့နေထားကလည်းဒါလည်းဖြစ်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကလည်းရင်းပြီးတော့ဘောလုံးက50-50ဗျာနှစ်ယောက်ရှင်လူတဲ့နေထားမှာပြေးပြီးတော့သူကဘောလုံးစပိန်ကစားသမားဘောလုံးကိုရင်ထိတယ်သူကဘောလုံးကိုမထိဘဲနဲ့ပြေးပြီးတော့လူကိုခြေထောက်ကိုဖြတ်ကန်လိုက်တဲ့ပုံစံဖြစ်သွားတာစပိန်ကစားသမား2ပတ်3ပတ်လဲကြအောင်အမှပထမတဝါလည်းထိရတော့အမှနောက်တဝါပြခံတော့နှဝါတနေနဲ့သူထွက်လိုက်ရတယ်ပေါ့နော်အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့အချိန်မို့မိနစ်90ထိအာဂျီရီးနားခံစစ်ကလုံးဝတောင်းခံထားတယ်အာဂျီရီးနားခံစစ်ကလုံးဝတောင်းခံထားတဲ့အတွက်ဂိုးသမားမာတီနာလည်းကောင်းတယ်ဗျာပြဂိုးသမားမာတီနာကလည်းစပိန်ကန်အလုံးတွေကိုတောက်လျှောက်စေးတယ်စပိန်ကကန်သမျှလုံးတွေတောက်လျှောက်စေးတယ်သူပွဲချိန်မိနစ်90အတွင်းမှာပဲ12ချိန်လားမသိဘူး12ချိန်တီစေးပြီးတော့အဲ့မှာအချိန်မိုရောက်သွားတယ်ချိန်မိုရောက်သွားပြီးတော့ပထမပိုင်းချိန်မို15မိနစ်ပြီးသွားတယ်အဲ့ဇီးဇီးပဲဒါမဲ့အချိန်မိုဒုတိယပိုင်းပြန်စချင်း1မိနစ်မှာပဲစပိန်သင်းကဥဆောင်ကိုတွင်းသွားတယ်ဖာရန်တော်ရက်ကနေပြီးတော့တွင်းသွားတာပေါ့နော်ဥဆောင်ကိုတွင်းသွားတယ်ဥဆောင်ကိုတွင်းသွားပြီးနောက်ပိုင်းအာဂျီနာသင်းကလည်းတမ်မြန်တိုက်စစ်တီနဲ့ပေါ့နော်ဟိုမှာတစ်လုံးလားနှလုံးလားကန်လိုက်ရသေးတယ်စီမြူနေလီယိုနယ်မက်ဆီတောင်းကန်ဘောကနေပြီးတော့ဖန်ပြီးတဲ့အလုံးကိုစီမြူနေအပိုင်ကန်တာကိုပါတန်းမဟုတ်ကြော်ထွက်သွားတယ်အဲ့ဒါတစ်လုံးပြီးမက်ဆီအေရီးယာထိတ်ကနေကန်တာအပိုင်ကန်တာမိုရီနိုရဲ့မျက်နှာနဲ့ထိပြီးတော့ဘောလုံးကဘေးကိုဆင်ထွက်သွားတယ်အဲ့ဒါတစ်လုံးအဲ့နှလုံးပဲရှိတယ်ဗျာအဲ့မက်ဆီကန်တဲ့အလုံးတော်တော်ကောင်းတယ်ဗျာအဲ့မိုရီနိုရဲ့မျက်နှာနဲ့ကမထိရင်အဲ့လုံးကဂိုးပဲတော်တော်ကောင်းတာဗျာကန်ချက်ကလည်းပြင်းတယ်အဲ့တော့ပွဲပြီးမှရိုဒရီကစပိန်ကွင်းနယ်ကစပိန်အသင်းကောင်းဆောင်ပေါ့နော်ရိုဒရီကအကောင်းဆုံးဘောလုံးအကောင်းဆုံးကမ္ဘာဖလားသမိုင်းတစ်ချက်ကမ္ဘာဖလားပြိုင်ပွဲတစ်ချက်အကောင်းဆုံးဘောလုံးသမားဆုကိုရသွားပါတယ်ခင်ဗျာနော်အကောင်းဆုံးဘောလုံးသမားဆုကိုရသွားပါထိုက်တန်တန်ပဲရသွားပါတယ်စပိန်အသင်းက2010ခုနှစ်တုန်းကနယ်သာလန်အသင်းကိုတကူကိုရှိတဲ့နိုင်ရရှိပြီးတော့ကမ္ဘာဖလားရရှိပြီးတဲ့နောက်ပိုင်းအခု2026မှာတစ်ကြိမ်အာဂျီနာအသင်းကိုတကူကိုမရှိနေပဲထပ်ပြီးတော့နိုင်ရပြီးတော့ကမ္ဘာဖလားကိုနောက်တစ်ကြိမ်ထပ်မံရရှိသွားပါတယ်ဆိုတာကိုတစ်ချက်ပေးနေကျွန်တော်ရဲ့စီစဉ်လေးကိုဒီမှာပဲဆုံးသက်လိုက်ပါရခင်ဗျာနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်